အချိန်ကြီးသွားချင်းလှုပ်ဝက်ချက်ကိုနောက်ဆုံးတော့သူရှာဖို့တွေ့ရှိခဲ့ပါပြီ။သူလိုအပ်တာကပြောသစ်လုံးနဲ့မိုက်ခရိုဝေ့တစ်ခုပါပဲ။ကျွန်တော်တို့ဇလန်ကိုယူသွတ်တဲ့တိပိပြင်ချင်းလို့ကြွေးတာရရင်းတာတို့အခါပြင်းနဲ့သူ့ရဲ့တငယ်ချင်းမာယူရီရှင်နာတို့နဲ့စတင်လာပါတယ်။သူတို့ဟာအာခိဟာဘာရာရေဒီယိုစောက်အုံမှာရှိတဲ့ဒေါက်တာနာကာဘာချီဆိုတဲ့သူရဲ့အချိန်ကြီးသွားချင်းဆိုင်ရာဟောပြောဖို့တက်ရောက်ဖို့တောင်းခဲ့ကြပါတယ်။ဟောပြောပွဲအတွင်းမှာအခါပြဒေါက်တာရဲ့မှတ်စုတွေကိုဖတ်ရှုနေတဲ့သူ့ရဲ့အချိန်ကြီးသွားချင်း theory ရဲ့မှတ်စုတွေကတကယ်တော့သူ့ဟာမဟုတ်ဘူးဆိုတာသဘောပေါက်သွားပါတယ်။โอเคပဲဒေါက်တာအင်တာနက်ရဲ့အစောပိုင်းကာလတွေတုန်းကအချိန်ကြီးသွားသလိုကိုပြောခဲ့တဲ့ဂျွန်ဒီနာဆိုသူစီကနေဒီချက်လက်အားလုံးကိုခိုးထားတာပြကြောင်ပြောဆိုပြီးဆင်ခေါ်ခဲ့ပါတယ်။ဒေါက်တာကအိုခါဘဲကိုသူ့ကိုအဲ့ဒီလေနဲ့သူနဲ့မှန်တိုင်းရှင်မှုဒေါသကြီးပြောခဲ့ပါတယ်။အိုခါဘဲကသူ့ရဲ့လက်ရနဲ့ဂျွန်ဒီနာရဲ့ theory ကြားကကွာချက်ချက်ကိုရှင်းပြဖို့တောင်းဆိုခဲ့ပါတယ်။ဒေါက်တာကကောင်းမွန်တဲ့အဖြစ်မရှိပဲတုံ့ဆိုင်းနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲမိန်းကလေးတယောက်ကအိုခါဘဲရဲ့ပခုံးကိုပုတ်ပြီးသူ့ကိုဇင်းညံလမ်းကိုခေါ်ထုတ်သွားခဲ့ပါတယ်။အဲ့ဒီမိန်းကလေးကအိုခါဘဲကို15မိနစ်လောက်အစောပိုင်းကဘာပြောလုပ်ခဲ့တာလဲလို့မေးခဲ့ပြီးအဲ့ဒါကရန်ရေးကြီးပုံရတယ်လို့ပြောခဲ့ပါတယ်။အိုခါဘဲကသူမဘာပြောနေလဲဆိုတာနားမလည်ခဲ့ပါဘူး။အဲ့ဒီချိန်မှာပဲသူမဟာခီရီဆုမခီဆေဆိုတဲ့ဒုဂျွန်နယ်တက်ကိုကျောင်းတော်ဖြစ်ပြီး Science Magazine မှာစောင်းမများစွာရေးသားဖော်ပြခြင်းခံရသူဖြစ်ကြောင်းမှတ်မိသွားခဲ့ပါတယ်။အိုခါဘဲကသူမဟာအဖွဲ့အစည်းကအေဂျင့်တော်ဖြစ်ရမယ်လို့ပြောဆိုခဲ့ပြီးသူ့ဖုန်းကိုထုတ်ယူကတစ်ဖက်ကသူ့ကိုစိတ်မပူဘူးသူဘလို့ပဲဖြစ်ဖြစ်ဒီအချိန်ကနေလွတ်မြောက်အောင်လုပ်မယ်လို့ပြောခဲ့ပါတယ်။ကီရီဆုကသူ့လက်ထဲကနေဖုန်းကိုဆွဲယူလိုက်ပြီးဖုန်းကပိတ်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဘယ်သူမှမရှိခဲ့ပါဘူး။ဟုတ်ပါတယ်အိုခါဘဲကလည်းနည်းနည်းစက်ကူးရင်ဆန်တဲ့သူပါ။ကီရီဆုကသူ့ကို15မိနစ်အစောပိုင်းလောက်ကဘာပြောလုပ်ခဲ့ရလဲလို့ထပ်မိခဲ့ပါတယ်။အိုခါဘဲကသူမရဲ့လက်ခွက်တွေကိုသူသိရလို့ပြောပြီးထွက်ပြေးသွားခဲ့ပါတယ်။တောင်းနေရရောက်တော့သူကသူမနဲ့ဘယ်တော့မှမတွေ့ဘူးတာကြောင့်သူမဘာပြောနေလဲဆိုတာကိုယ့်ဘာသာကိုတွေးတောနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ဖုန်းမိလာပြီးဗီဒီယိုမက်ဆေ့တစ်ခုလက်ခံရရှိခဲ့ပါတယ်။မာယူရီကတောင်းတနေရကနေရှောက်လာပြီးသူတို့ခဏလောက်စကားပြောနေတော့မှပဲအဆောက်အုံတွေကနေကြောက်မက်ဖွယ်ကောင်းတဲ့အော်ဒန်တစ်ခုကိုကြားလိုက်ရပါတယ်။အိုခါဘဲကစုံစမ်းဖို့သွားခဲ့ပြီးတောင်းတနေရကိုကိုးလိုက်တဲ့အခါမှာတော့ကီရီစုကိုသူ့ရဲ့သွေးရနေမှာလဲကျနေတာကိုတွေးလိုက်ရပါတယ်။အဆောက်အုံအပြင်ဘက်မှာသူကမာယူရီကိုသူ့အလောင်းတစ်လောင်းကိုခုနကပဲတွေ့ခဲ့ရကြောင်းဒါနဲ့ထိုးသက်ခံထားရပုံရကြောင်းပြောခဲ့ပါတယ်။ခဏအကြာမှာသူဟာသူ့တငယ်ချင်းဓာတ်တို့ကိုဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေအသိပေးဖို့စာရဆောင်ပို့တော့လို့လုပ်နေခဲ့ပါတယ်။သူကဆန်းကိုနှိပ်လိုက်တဲ့အခါမှာပဲထူးဆန်းတဲ့ခံစားမှုတစ်ခုသူ့ကိုလှမ်းချောင်သွားခဲ့ပါတယ်။လမ်းတွေကလူသူကင်းမဲ့နေပြီးထူးဆန်းတဲ့ဂျိုရူတစ်ခုကသူခုနကရှိနေခဲ့တဲ့ရေဒီယိုအဆောက်အုံပြစ်ကျနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာအိုခါဘဲရဲ့ Future Gadget Library လို့အမည်ပေးထားတဲ့ယာယီတက်ခွဲခန်းမှာသူတို့ဟာဖုန်းနဲ့ထိန်းချုပ်နိုင်တဲ့ microwave တစ်ခုကိုလှုပ်ဆောင်နေခဲ့ကြပါတယ်။အဲ့ဒီ microwave မှာငပြောသီးတွေကိုဂျယ်လီပုံစံဖြစ်အောင်ပြောင်းလဲပေးတဲ့ထူးဆန်းတဲ့ Bluetooth ဆိုဂျိုတစ်ခုရှိနေခဲ့ပါတယ်။အိုခါဘေးကအဲ့ဒီနေ့အစောပိုင်းကသူတက်ရောက်ခဲ့တဲ့ရေဒီယိုအဆောက်အုံကဟောပြောပွဲဟာဂျိုရူပြတ်ကျမှုကြောင့်ဖျက်သိမ်းခံခဲ့ရတာဖြစ်ကြောင်းသိလိုက်ရပါတယ်။သူ့တငယ်ချင်းတွေကလည်းဒေါက်တာရဲ့ theory နဲ့ပတ်သက်ပြီးရင်ဆိုင်ဆွေးနွေးခွင့်မရလို့သူဘလောက်ဒေါသထွက်နေကြလဲဆိုတာပြောပြခဲ့ကြပါတယ်။အိုခါဘေးကသူ့ရဲ့မတူညီတဲ့မှတ်ဉာဏ်တွေနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့အိုခါဘေးနဲ့ဒါရူတို့ဟာဟောပြောပွဲတစ်ခုကိုသွားနေတုန်းဒက်လီကားထဲမှာအိုခါဘေးကဒါရူရဲ့ဖုန်းကိုကြည့်ဖို့တောင်းဆိုခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူကကီရီစုဓာတ်နဲ့ထိုးခံရတာနဲ့ပတ်သက်ပြီးစာစုတစ်စောင်ပို့ခဲ့လို့ပါ။ဒါတို့ကအဲ့ဒီစာတုပ်ကို9ရက်အစောပိုင်းကရခဲ့ကြောင်းဒါပေမဲ့မက်ဆေ့3ခုအဖြစ်ပိုင်းခြားပြီးရခဲ့တာကြောင့်သူကစပမ်လို့ထင်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။အိုခါဘေးကသူ့ရဲ့မက်ဆေ့တွေကအတိတ်ကိုပို့ဆောင်ခံခဲ့ရတာဖြစ်နိုင်တယ်ဆိုတဲ့ဖြစ်နိုင်ကြောင်းထိတ်လန့်သွားခဲ့ပါတယ်။သူတို့ရဲ့ဓာတ်လီကတကားတွေပွင့်သွားတဲ့အခါမှာတော့သူကကီရီစုမက်ကီဆေကိုသူ့အရှိမအသက်ရှင်တဲ့ဘေးကင်းစွာရပ်နေတာကိုတွေ့လိုက်ရပါတယ်။သူမကအသက်ရှင်နေတာကိုတွေ့လိုက်ရလို့သူလုံးဝထိတ်လန့်သွားခဲ့ပြီး3နာရီစောပိုင်းကပဲသူမတင်နေတာကိုသူတွေ့ခဲ့ရတယ်လို့ပြောခဲ့ပါတယ်။သူမတကယ်သက်ရှင်နေလားဆိုတာသိဖို့သူမကိုထုံးနှံဆန်းသက်ကြည့်ခဲ့ပါတယ်။ဒီပြုမှုကြောင့်သူမကစိတ်မသက်မသာဖြစ်ပြီးထွက်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမကအချိန်ကြီးသွားခြင်းဖြစ်နိုင်ခြင်းမရှိကြောင်းဒီယူဆဟာမိုင်မဲကြောင့်ဟောပြောပွဲတစ်ခုကိုတင်ဆက်ခဲ့ပါတယ်။စိတ်ပြအားငယ်နေတဲ့အိုခါဘေးကဝင်ရောက်ဆွတ်ဖက်ပြီးအဲ့ဒါတကယ်ဟုတ်မဟုတ်အဆုံးဖြတ်ဖို့ကအစိုးလုံးသေးတယ်လို့ပြောခဲ့ပါတယ်။ကီရီစုကလည်းကန့်ကွက်မှုကိုကြိုဆိုခဲ့ပြီးဟောပြောပွဲကိုဆွေးနွေးပွဲအဖြစ်ဖွင့်လှစ်ခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာတော့သူမကသူ့ရဲ့ထက်မြက်တဲ့ရုပ်ထိပေတာနဲ့အချက်လက်တွေနဲ့သူပြောတဲ့အချက်တိုင်းကိုအလွယ်တကူဖြိုခွဲပစ်ခဲ့တာကြောင့်သူကချက်ချင်းပဲအရှုံးပေးပြီးရှက်ရခဲ့ပါတယ်။နောက်ပိုင်းမှာတော့အိုကာဘဲကအနီးနားကဖျားเจ้าတစ်ခုကိုတွားခဲ့ပြီးအဲ့ဒီမှာမာယူရီနဲ့ရူခါအိုရရှိပါရာတို့ဓာတ်လိုက်လေ့ကျင့်နေတာကိုတွေ့ဆုံခဲ့ပါတယ်။မာယူရီကသူ့ကိုလာကူညီဖို့စာတိုပို့ခဲ့ပါတယ်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ anime တွေကို recap လုပ်ပေးဦးမှာမို့လို့ like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်။ကဲဒါဆိုရင် story ကိုပြန်သွားလိုက်ကြအောင်။ဘာလို့လဲဆိုတော့သူမကရူကာရဲ့ဖခင်ပေးခဲ့တဲ့ကွန်ကြောရဲ့3အိတ်ကိုတယောက်တည်းမတင်နိုင်လို့ပါ။အိုခါဘေးကရူကာကိုအစားအစာတွေပေးတဲ့အတွက်ကျေးဇူးတင်ခဲ့ပြီးသူ့လက်ကိုနှောက်ဝင်ဘူးသလိုဟန်ဆောင်ကရူကာကိုကူညီတောင်းခဲ့ပါတယ်။ရူကာကလည်းပြပြရှင်းရှင်းနဲ့လိုက်ပတ်ကူညီခဲ့ပါတယ်။အိုခါဘေးကရူကာရဲ့မိမဆန်တဲ့အရေးချင်းအလုံးကိုကိုယ့်ဘာသာကိုကျေးဇူးတင်နေခဲ့ပါတယ်။
နောက်ပိုင်းမှာတော့အိုကာဘေးကတခွဲခန်းကိုပြင်လာခဲ့ပြီးအဲ့ဒီမှာသူ့အိမ်ရှင်ရဲ့အချိန်ပိုင်းဝန်ထမ်းအသစ်ဖြစ်တဲ့ဆူဇူကာအာမာနီနဲ့တွေ့ဆုံခဲ့ပါတယ်။သူမကအင်ရှင်ယူကိုတန်နိုဂျီကိုအိုကာဘေးကမစ္စတာဘောင်းလို့နာမည်ပြောင်းပေးထားတဲ့သူ့ရဲ့ CRT ဆိုင်မှာကူညီပေးမှာဖြစ်ပါတယ်။အဲ့ဒီညနောက်ပိုင်းမှာတော့အိုကာဘေးကသူတနေ့တာလုံးသူကြုံတွေ့ခဲ့ရတာတွေနဲ့သူ့ရဲ့မှတ်ဉာဏ်တွေမတူညီတာတွေအကြောင်းသူစေတနာချို့လုပ်ခဲ့ပါတယ်။မက်ဆေ့ဘုတ်တစ်ခုမှာတော့သူကဂျွန်ဒေတာလို့ကိုယ့်ကိုခေါ်တဲ့သူတယောက်ထပ်မံပေါ်ပေါက်လာပြီးသူ့ရဲ့အချိန်ခီးသွားခြင်းအကြောင်းပြောနေတာကိုတွေ့လိုက်ရပါတယ်။အိုကာဘေးကဒီဂျွန်ဒေတာဟာမူရင်းကိုဟန်ဆောင်ထားတဲ့အတူရောင်ဖြစ်တယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့သူက2000ပြည့်နှစ်အစောပိုင်းကပို့ချင်ခဲ့တဲ့မူရင်းအကြောင်းသူစေတနာအချို့လုပ်ဖို့စူးစမ်းတဲ့အခါမှာတော့သူ့ရဲ့မှတ်တမ်းဘယ်နေရာမှမရှိဘူးဆိုတာကိုတွေ့လိုက်ပြီးအပိုင်းတစ်ကဒီမှရင်ပြီးဆုံးသွားခဲ့ပါတယ်။အပိုင်းနှစ်ကိုလာမယ့်နေ့မှာတင်ပြမှာမို့လို့ like and subscribe လုပ်ထားဖို့မမေ့ပါနဲ့လို့ပြောရင်ဒီမှရင်နှုတ်ဆက်လိုက်ပါတယ်